င်္ဂလာပါရှင်မတ်လ19ရက်တနင်္လာနေ့ရွှေရန်ကုန်ရဲ့ရန်ကုန်တခွင်သတင်းဆောင်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မယ့်သတင်းကတော့တာမွေမြို့နယ်တွင်ကုနာဝီသိထာပူဇာနဲ့ဆိုလပွဲနေသပင်အခမ်းအနားကျင်းပတဲ့သတင်း။ရန်ကုန်တိုင်းဒေသကြီးတင်ငန်းကျွန်းခရိုင်တာမွေမြို့နယ်မြစ်တာညွန့်ရပ်ကွက်ရှိမြို့ဦးပရိယတ်ထိစာသင်တိုင်းတွင်မတ်လ15ရက်မွန်လယ်ပိုင်းက2025ခုနှစ်နိုင်ငံတော်အစိုးရမှစက္ကန့်လူတန်းနှင့်သာသနာတော်ဆိုင်ရာဝဲတစိတ်တော်ရဆရာတော်အားထပ်ဆင့်ဂုဏ်ပြုပူဇော်ခြင်းကုဏဝိသိထာပူဇာနှင့်2024ခုနှစ်အစိုးရပါဠိပထမပြန်စာမိုးဝဲအောင်မြင်တော်မူကြသောမြို့နယ်အတွင်းရှိဆရာတော်တန်ဃာတော်များအားအောင်လက်မှတ်စက္ကန့်ပူဇော်ဝဲဆုလပွဲနေသဘင်ကိုကျင်းပကြောင်းသိရပါသည်။အခမ်းအနားတွင်အဆိုတော်ဝိုင်းလာမင်းအောင်ရဲ့ဒုတိယလူလင်တေဂီတာဖွဲ့ကထူးမခြားနာသချင်းခန့်ဖြင့်တည်ဆူပူဇော်ပြီးတာမွေမြို့နယ်တန်ခါနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်မဟာကန္နဝါစကပန္နိတာဒေါက်တာဘတ်ထနာနာရတာထံမှ၅ပါးသီလခံယူဆောက်တည်ကြပါတယ်။ဆက်လက်ပြီး2024ခုနှစ်အစိုးရပါဠိပထမပြန်စာမိုးဝဲအောင်မြင်တော်မူကြသောမြို့နယ်အတွင်းရှိဆရာတော်တန်ဃာတော်များအားအောင်လက်မှတ်နှင့်လူပဲဝတ္ထုများစက္ကန့်လူတန်းကြကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့နိုင်လင်းအောင်ကပေးပို့လာတာပါ။ဆက်လက်တင်ဆက်မယ့်သတင်းကတော့တကုံမြို့သိမ်မြောက်ပိုင်းမြို့နယ်တွင်ရေခက်ခဲဖြစ်နေတဲ့ဓမ္မစေတီထေရဝါဒပရိယတ်ဒီစာသင်တိုက်သို့တောက်သုံးရည်များဖြည့်တင်လှူဒါန်းပေးတဲ့သတင်းရန်ကုန်တိုင်းဒေသကြီးတကုံမြို့သိမ်ခရိုင်တကုံမြို့သိမ်မြောက်ပိုင်းမြို့နယ်42ရပ်ကွက်ပုံမူပါထိုးလမ်းရှိဓမ္မစေတီထေရဝါဒပရိယတ်ဒီစာသင်တိုက်တွင်ရေခက်ခဲရှိတာကြောင့်မတ်လ15ရက်နေ့နက်ပိုင်းမှာမိုးလေပိုင်းအချိန်ထိတကုံမြို့သိမ်မြောက်ပိုင်းမြို့နယ်မိသက်စခန်းမြောက်ကလာပါမြို့နယ်မိသက်စခန်းနာရီကူညီမှုအသင်းရှန်ကုန်တည်သက်မိသက်တဖွဲ့တို့မှကျောင်းတိုက်ရှိရေကန်များအတွင်သို့ရှေ့များဖြည့်တင်ဆောင်ရွက်ပေးကြကြောင်းသိရပါတယ်။ဒီသတင်းကိုတော့မြင့်မြင့်ရှိကပေးပို့ထားပဲဖြစ်ပါတယ်ရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ရန်ကုန်မြို့နယ်တွင်ကြပြရွဆိုပြိုင်ပွဲပုံမြင်ပြောပြိုင်ပွဲနဲ့ဟောပြောပွဲပြုလုပ်တဲ့သတင်းရန်ကုန်တိုင်းဒေသကြီးတင်ငန်းကျွန်းခရိုင်ရှန်ကင်းမြို့နယ်တွင်နွေရာသီကျောင်းပိတ်ရက်ကာလအတွင်းစာဖတ်ရှင်မြင့်တင်ရေးကြပြရွစုပြိုင်ပွဲပုံမြင်ပြောပြိုင်ပွဲနဲ့ဟောပြောပွဲကိုမတ်လ16ရက်နေ့နက်9:00နာရီကမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုချိတ်ပြုဗဟိုဌာန Community Center တွင်ပြုလုပ်ကြောင်းသိရပါသည်။အဆိုပါပြိုင်ပွဲတွင်မြို့နယ်တွင်ရှိအခြေခံပညာကျောင်းများမှကြပြရွစုပြိုင်ပွဲတွင်ကျောင်းသားကျောင်းသူ9ဦးနှင့်ပုံမြင်ပြောပြိုင်ပွဲတွင်9ဦးတို့ဝင်ရောက်ရှင်ပြိုင်ကြပြီးဆွေရရှိသူများအားပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှုနဲ့ပုဂ္ဂလိကအဖွဲ့ဝင်တို့ကစုများတည်တည်ချင်းမြင့်ပေးရကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့ရဲလေးကပေးပို့လာတာပါ။ထပ်မံတင်ဆက်မယ့်သတင်းကတော့စစ်ကြီးခနောင်တိုမြို့နယ်မှာစက်တဲ့ရင်ရင်တမန်များကြံခိုင်မှုစစ်ဆေးတဲ့သတင်းရန်ကုန်တိုင်းဒေသကြီးတွန်တေခရိုင်စစ်ကြီးခနောင်တိုမြို့နယ်တွင်စိတ်ကြီးနဲ့ကီလီဝါရန်စိတ်ကန်တို့မောင်းနေပြေးဆွဲလျက်ရှိတဲ့ရွှေရန်ကုန်စက်တက်ရင်ရင်လိုင်းမှာစက်တက်ရင်ရင်တမန်များကြမ်းခိုင်မှုစစ်ဆေးခြင်းကိုမတ်လ16ရက်နေ့ပိုင်းကမြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်းအဖွဲ့ကဆောင်ရွက်ကြောင်းသိရပါတယ်။အခုလိုစစ်ဆေးရာတွင်စေကြီးခနောင်တိုမြို့နယ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်မင်းထွန်းဦးဆောင်ပြီးဌာနဆိုင်ရာတာဝန်ရှိသူများအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများရဲတပ်ဖွဲ့ဝင်များမိသက်တပ်ဖွဲ့ဝင်များနဲ့ရေရင်လိုင်းတာဝန်ရှိသူများကစက်တက်ရေရင်ကိုယ်ထဲများကြံ့ခိုင်မှုရှိမရှိစက်အင်ဂျင်ကြံ့ခိုင်မှုရှိမရှိအရေးပေါ်အသက်ကဲအင်ဂျင်များပါရှိမှုရှိမရှိညအချိန်အချက်ပြမီပါရှိမှုရှိမရှိရေရင်လိုင်စင်နဲ့ရေရင်မောင်းနှင်သူများတတ်မှတ်လိုင်စင်အထောက်အထားပါမပါတို့အားကြည့်ရှုစစ်ဆေးပြီးရေရင်မောင်းနှင်ရာတွင်အထူးဂရုပြုကအန္တရာယ်ကင်းစွာမောင်းနှင်ရေးရေရင်မမောင်းနှင်မီမိမိတို့ရေရင်ကြံ့ခိုင်မှုစစ်ဆေးပြီးမှသာမောင်းနှင်ရေးရေရင်73စီလုံးလောက်စွာပါရှိပြီးမှမောင်းနှင်ရေးခရီးသည်များအန္တရာယ်တစုံတရာမဖြစ်အောင်တတိထားမောင်းနှင်ရေးတို့ကိုတတိပေးပြောကြားကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့ဝေယံကပေးပို့ထားပဲဖြစ်ပါတယ်။ရွှေရန်ကုန်ရဲ့ရန်ကုန်တခွင်သတင်းဆောင်လေးကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။